さんこんにちは。今日は私の一緒に日本語を勉強しましょう。ကဲအခုတင်မှာအခုလေ့ကျင့်ကြမှာတော့เนาะဆိုရပါဆိုတာကစကားဘာမဆက်လို့ပြောတဲ့နေရာမှာတုံးတာပေါ့เนาะအာနိုလို့ဂျာလို့ဆိုရပါဆိုတာကစကားဆက်ပေါ့เนาะအကုန်လုံးတူတူပါပဲအဲဆိုဆိုရပါဆိုတာကစကားမဆက်ကဲစမယ်เนาะ1番ဆိုရပါ昨日のテストはどうだったဆိုတာကစကားမဆက်တဲ့မနေ့ကဆောင်းပွဲကဘယ်လိုဖြစ်ခဲ့လဲ2番ဆိုရပါまたお昼ご飯を食べなかったစကားမဆန်တဲ့ဒီနေ့ဆောင်စားပြီးသွားပြီလိုက်3番そういえば来週は祝日だから学校が休みだよတဲ့စကားမဆန်တဲ့ဒါမဲ့အပတ်ကလည်းအားလည်းရဖြစ်တဲ့အတွက်ကြောင့်တဲ့ကြောက်ပိတ်တယ်လေနော်တဲ့4番そういえばあなたのお兄さんは元気ဆိုတာကစကားမဆက်ပေါ့နော်မင်းရဲ့အကိုတဲ့နေကောင်းလားတဲ့ကော့ပန်ဆိုရပါこの近くに新しいカフェができたらしいよစကားမဆက်တဲ့ဒီအနည်းနားမှာတဲ့ကော်ဖီဆိုင်အစ်စ်ဖွင့်တယ်လို့ကြားတယ်လေနော်အဲ့လိုနေရာလေးမှာတုံးတယ်ပေါ့နော်ကြကိုကိုမတဲ့